Hi everyone ကျွန်တော်တို့တကယ်ကိုမှအသုံးဝင်တဲ့နေ့စဉ်သုံးအင်္ဂလိပ်စာစကားပြောလေးတွေကိုလေ့လာမယ်။ပထမဆုံးတစ်ခုက Sorry I didn't catch that. Sorry I didn't catch that. Okay. Sorry ပါမကြားလိုက်လို့ပြောတာပါနော်။အဲ့တော့ catch ကသူ့ရဲ့မူရင်းအဓိပ္ပာယ်ကတော့ဖမ်းမိစီပေါ့။အဲ့တော့ဒီမှာတော့ဖမ်းမိတယ်ဆိုတဲ့ဟာကိုအစားသူကမကြားလိုက်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။မဖမ်းမိလိုက်ဘူးတနည်းအားဖြင့်မကြားလိုက်ဘူးဆိုတဲ့အဓိပ္ပာယ်နဲ့သုံးသွားတာပေါ့နော်။ Sorry I didn't catch that. Okay. နောက်တစ်ခုကကျတော့Could you repeat that? Could you repeat that? Okay. ပြန်ပြောပြီးလို့ရမလားเนาะ repeat ဆိုတာကနောက်တစ်ခေါက်ပြန်ပြောတာကိုပြောတာနောက်တစ်ခုကကျတော့ Is that all right? Is that all right? Okay. အဲ့ဒါဆိုရင်အဆင်ပြေလားเนาะဒါမျိုးမေးတာနောက်တစ်ခုကကျတော့ Is perfectly fine. Is perfectly fine. Okay. လုံးဝကိုအဆင်ပြေပါတယ်เนาะဒါမျိုးပြောတာပေါ့နောက်တစ်ခုကကျတော့ It looks good on you. It looks good on you. Okay. ဒီကမင်းနဲ့ကြည့်ကောင်းတယ်အဲ့တော့များတော့အပြင်ကျွန်တော်ဒါတွေကကျွန်တော်အင်ကြီးအဝတ်စားတွေအဲ့လိုပြောနော်ဖန်နတ်တို့အုတ်ထုပ်တို့အင်ကြီးအဝတ်စားတို့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့သုံးတာပေါ့နော်ဒီဟာလေးကမင်းနဲ့လိုက်တယ်မင်းနဲ့ကြည့်ကောင်းတယ်အဲ့လိုပြောတာနောက်တစ်ခုကကျတော့ Where did you get it? Where did you get it? Okay. ဘယ်ကနေဝယ်ခဲ့တာလဲဘယ်ကနေရတာလဲနော်ဒါမျိုးမိတာပေါ့နော်နောက်တစ်ခုကကျတော့ I got it at the mall. I got it at the mall. Okay. ဒါဆိုရင်ဒါ shopping mall ကဝယ်ခဲ့တာနော်ဒီမှာ got ကဒီမှာဆိုရင်ကျတော့ကျွန်တော်ဝယ်ခဲ့ရဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးတာပေါ့နော်နောက်တစ်ခုကကျတော့ I got it from my sister. I got it from my sister. Okay ညီမလေးစီကနေရတာနော်ဒီမှာကျတော့ဒီ got ကကျတော့ရတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာပေါ့နော်ဆိုတော့ got ကိုကျွန်တော်ဝယ်ခဲ့ရဆိုတဲ့အဓိပ္ပာယ်နဲ့လည်းသုံးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ရတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့လည်းသုံးလို့ရတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီ Foundation for English ရဲ့သင်ခန်းစာတွေကို Facebook မှာ YouTube မှာလေ့လာလို့ရပါတယ်လေ့လာပြီးတော့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် See you in the next video. Goodbye.